ပါယနာရဲ့ဒီနေ့ blog လေးကတော့ယနာဆောင်ဂရန်နွန်ကဘန်ကောက်သွားထားတဲ့ blog လေးဖြစ်ပါတယ်ဒါကတော့ယနာရဲ့ day 1 blog လေးပေါ့နော်ယနာရဲ့ day 1 blog လေးမှာယနာဖေဒီသွားမလဲဆိုတာလေးကိုလိုက်ကြည့်ပြပါအောင်နော်အရင်ဆုံးယနာကငွေအရင်သွားလဲမှာပါယနာတော့အမြဲ super rich မှာပဲငွေလဲလေးရှိပါတယ်ဒီနေ့ယနာတို့ပထမဆုံးသွားမဲ့နေရာလေးကတော့တလန်နိုင်ဖြစ်ပါတယ်ဒါကတော့အမတီကနေစင်းစင်းချင်းမှမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ဒီနေရာလေးကလေO-Town 5 ပုံစံလေးရပြီးတော့လူလည်းအရင်မများတာမလို့အေးစစ်စစ်ရှောက်လေလို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အနီးနားမှာလည်းနာမည်ကြီး coffee ဆိုင်လှလှလေးအများကြီးရှိရမလို့ယနာအကြိုက်ပေါ့နော်ယနာက coffee ဆိုင်လှလှလေးတွေတွားရတာသဘောကျတယ်မလို့ယနာနဲ့တော့အန်ကိုက်ပဲဖြစ်ပါတယ်ကတော့ရင်နာတို့တပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေလိုက်ရှာပြီးတော့တပုံလှလှလေးတွေအများရိုက်ခဲ့ပါတယ်ဒီအနီးနားပတ်ဝန်းကျင်မှာ coffee ဆိုင်လှလှလေးတွေအများကြီးရှိပေမဲ့ယနာတို့ဒီနေ့တော့ခုံစီယန်ခုံလို့ခေါ်တဲ့ cafe ဆိုင်လေးမှာထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ယနာတို့ကညနေ4 နာရီ 5 နာရီလောက်မှရောက်တာဖြစ်တဲ့အတွက်ပေါ့ပေါ့ပါပါမုန်းနဲ့အေးအေးပဲစားဖို့ဆုံးဖြတ်လိုက်ပါတယ်ကက်ရှာကနေမုံမာပြီးသွားရင်တော့ယနာတို့ရဲ့ဆိုင်ထဲကိုဝင်ကြည့်ကြည့်မယ်နော်ဆိုင်ထဲကိုဝင်ချင်းမှာပဲပထမဆုံးမြင်ရတာတော့ antique furniture တွေအများကြီးရှိတာကိုသတိထားမိပါတယ်သူကဒီလိုမျိုးအထဲမှာလည်းထိုင်လို့ရတယ်လို့မျိုးအပြင်မှာလည်းယနာတို့ကြောက်ဖျားမြစ်ကိုမြင်ရတဲ့ထိုင်ကုန်လေးတွေလည်းရှိပါတယ်ယနာတို့ကတော့အဲ့ဒီ view ကိုခန်းစားချင်တာဖြစ်တဲ့အတွက်မြေကမ်းဘေးနားမှာပဲထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ယနာလာဖို့ရွေးလိုက်တဲ့အချိန်ကမှန်သွားတယ်လို့ခံစားရတယ်ပေါ့နော်နေဝင်တော့မှဖြစ်တဲ့အတွက် golden hour လေးနဲ့အရင်လှရတယ်လို့ခံစားရပါတယ်မှားထားတဲ့မုတ်ကလေးရောက်လာပါပြီဒါကတော့ယနာတို့ရဲ့ view လေးပါဒီဆိုင်ရဲ့ menu ထဲမှာအစားအသောက်တွေအကုန်လုံးကဘတ်နေရဝင်းကျင်ပဲရှိရမလို့ဈေးနှုန်းလေးကလည်းတန်တယ်လို့ပြောလို့ရပါတယ်။ယတနာအတွက်ကတော့ matcha latte ကတော်တော်လေးကိုချိုနေပြီးတော့ယနာကောင်လေးရဲ့ coffee ကတော့တောက်လို့အဆင်ပြေပါတယ်။ဒါကတော့တစ်ဖက်စားပြီးကဗီဒီယိုရိုက်ဖို့တတိရတဲ့ blog ကပါတက်လေးနှစ်ခုလုံးကတော့စားလို့ကောင်းပါတယ် strawberry တက်လည်းအရသာအဆင်ပြေပြီးတော့ lemon တက်ကလေးကလည်းအဆင်ပြေပါတယ်ယတနာတော့ကတော့ဒီ view နဲ့တင်တန်တယ်လို့ခံစားရပါတယ်ယနာတို့ဒီ coffee ဆိုင်မှာ1 နာရီခွဲ 2 နာရီလောက်ထိုင်ခဲ့ပြီးတော့အခုနေဝင်သွားပြီဖြစ်တာမလို့ဒီနေ့မနီးမဝေးမှရှိတဲ့ China Town ကိုလမ်းလျှောက်ပြီးတော့သွားမှာဖြစ်ပါတယ်
ပြန်လန်းတစ်လျှောက်မှာလည်းဒီလိုမျိုးနေရန်ပုံမှာရေးဆွဲထားတဲ့ graffiti လှလှလေးအများကြီးရှိပါတယ်ရန်နာတို့ဟိုကြီးတီကြီးနဲ့လိုက်လျှောက်ပြီးတော့ China Town ရောက်ပါပြီ China Town မှာလည်းရန်နာတို့လျှောက်လဲပြီးတော့တပ်ပုံလေးလည်းရိုက်မှာဖြစ်ပါတယ်ညစာကိုတော့ဘိုင်းမစားသေးတဲ့အတွက် China Town မှာမစားဘဲနဲ့ရန်နာတို့ Terminal 21ကိုလာခဲ့လိုက်ပါတယ်ဒီမှာလဲဈေးနှုန်းလေးရစားပြောပါတယ်ရနှကောင်လေးကတော့တုံရပစုနဲ့အဲ့လိုမျိုးထမင်းနဲ့ဆက်လိုက်ပေါ့နော်ယူခဲ့တာအောင်မှ49ဘတ်ပဲကျပါတယ်နာကဒီဝတ်သားခင်နဲ့ထမင်းနဲ့စားခဲ့ရပေါ့နော်ဒါကတော့တပွဲကိုဖက်40ပေးရပါတယ်ရန်နာရိုးထပ်မှာထားတဲ့ fish and chip ကတော့တပွဲကို59ဘတ်ပေးရပါတယ်ထမင်းစားပြီးတော့အချိုးပွဲအနေနဲ့ဒီ time snack လေးကိုစားခဲ့ပါတယ်ဘယ်လိုခေါ်လဲတော့ရန်နာမမှတ်မိဘူးဒါပေမဲ့အထက်မှာပါတာတော့အဝါရောင်လေးကအကီယော့ရဲ့ဒီအနေရောင်မျိုးရောင်လေးကကြတော့အုံးလေးကိုကြော်ထားတာလေးတွေပါအရသာကတော့ခေါင်းမတသေးလေးအရသာနဲ့တူပါတယ်။ပြန်လာရဲ့ဒီဝန်ဘလော်လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။နောက်နေ့တွေမှာဘယ်လိုနေရာလှလှလေးတွေထပ်သွားနိုင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်။အားလုံးကျေးဇူးတင်ပါတယ်။